chok ton miat nine the tuan mrat nine hule thi jabi arakan dat madoi dat ma chok piti tu the Myanmar နိုင်ငံရခိုင်ပြည်နယ်အတွင်းဆက်လက်ဖြစ်ပွားနေသောပဋိက္ခဖများတွင်အရေးပါသောပုဂ္ဂိုလ်တဦးအဖြစ်ပါဝင်လာခဲ့သည်နှစ်ပေါင်းများစွာမိမိ၏ဇာတိမြေမှဝေးကွာနေပြီးနောက်2025ခုနှစ်ဇွန်လတွင်သူသည်မိမိ၏နယ်မြေသို့ပြန်လည်ရောက်ရှိလာခဲ့သည်၎င်းသည်သူ၏တော်လှန်ရေးလမ်းကြောင်းတွင်အရေးကြီးသောအချို့အကွေ့တစ်ခုအဖြစ်သတ်မှတ်နိုင်သည်မကြသေးမီကာလများတွင်သူသည်ရိုဟင်ဂျာလူမျိုးနှင့်ဆက်ဆံရေးတိုးတက်စေရန်ဆောင်ရွက်မှုများပြုလုပ်နေပြီးမောင်တော်မြို့ရှိ10နှစ်ကျော်ပိတ်ထားခဲ့သော Grand J Mosque ကိုပြန်လည်ဖွင့်လှစ်နိုင်ရန်ကြီးစပ်ဆောင်ရွက်ခဲ့သည်သူ၏ခေါင်းဆောင်မှုနှင့်စ조사အားထုတ်မှုများသည့်ရခိုင်လူမျိုးများ၏အကျိုးစီးပွားအတွက်သာမကစစ်အာဏာရှင်အုပ်ချုပ်မှုကိုဆန့်ကျင်သည့်ပုံမိုကျဲပြန့်သောတိုက်ပွဲတွင်ပါဆက်လက်ပါဝင်နေကြောင်းကိုပြသနေသည်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ခေါင်းဆောင်မှုသည်စီကံတင်ချက်မှုစနစ်တကျစီမံခန့်ခွဲနိုင်မှုနှင့်မဟာဗျူဟာပိုင်းဆိုင်ရာတွင်အာရုံစိုက်မှုတို့ဖြင့်လူသည်များသည်သူသည်အာရကန်ဒတ်မတော်ဟိုတိုးတက်အောင်ပြုပြင်တည်ဆောက်ရတွင်အရေးပါသောအခမ်းကဏ္ဍမှပါဝင်ခဲ့ပြီးရခိုင်ဒေသအတွင်းသက်ရောက်မှုရှိသောအင်အားတရအဖြစ်တည်ထောင်နိုင်ခဲ့သည်သူ၏ဘဝလမ်းကြောင်းသည်စိန်ခေါ်မှုများနှင့်ပြည့်စုံခဲ့တော်လဲမိမိယုံကြည်ချက်များကိုဆက်လက်ထိန်းသိမ်းကာလှုပ်ရှားလာခဲ့သည်ထို့ကြောင့်သူသည်ယနေ့အချိန်တွင်မြန်မာနိုင်ငံ၏နိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေများတွင်မဖြစ်မနေဖော်ပြရမည့်ပုဂ္ဂိုလ်တစ်ဦးအဖြစ်ဆက်လက်တည်ရှိနေသည်